တပင်အမှုပညာကိုချမျက်နှိုးကြတဲ့ပရိသတ်တွေအတွက်တကယ်ကိုလက်မလွတ်တမ်းကြည့်ရှုရမယ့်ပွဲတော်ကြီးမင်္ဂလာပါပရိသတ်များရှင်တဲ့ update မြန်မာကနေကြိုဆိုလိုက်ပါတယ်ဇက်သပင်ချစ်သူတွေအတွက်မြန်မာနိုင်ငံတပင်အစည်းအရုံးဗဟိုကနေပြီးကြီးမှုချင်းပမဲ့ဒုတိယအကြိမ်တပင်ညီလာခံနဲ့တပင်တက်ကြီးပူဇော်ပွဲရန်မုံငွေတပင်ပွဲတော်ကြီးကိုကျင်းပတော့မှာဖြစ်ပါတယ်ဒီပွဲတော်ကြီးမှာဆိုရင်လက်ရှိတပင်လောကရဲ့ထိပ်တန်းတပင်အမှုပညာရှင်များစွာကလည်းပါဝင်တင်ဆက်သွားကြမှာဖြစ်ပါတယ်အဆိုပါရန်မုံငွေတပင်ပွဲတော်ကြီးကိုတော့လာမယ့်ဇွန်လ9ရက်နေ့နဲ့ဇွန်လ10ရက်နေ့ညစဉ်ည9:00နာရီချိန်တွေမှာရန်ကုန်မြို့မကျောင်းလမ်းမှာရှိတဲ့အမျိုးသားကားဆက်ရုံမှာစီကားတိုင်းမြတ်စွာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ထူးခြားချက်အနေနဲ့ကတော့ဖျော်ဖြေပြီး2ရက်စလုံးမှာတင်ဆက်မဲ့အစီအစဉ်တွေကားခတ်ဆန်းနေဟာတစ်ရက်နဲ့တစ်ရက်ကိုလုံးဝမတူညီတဲ့ရတာကိုပေးဆက်သွားမှာမို့လို့တပည့်ချစ်သူတွေဖို့တော့2ရက်စလုံးအကြိုက်တွေ့စေမဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမှာသိကြပါတယ်အခုလိုရန်မုံငွေပွဲတော်ကြီးဖြစ်မြောက်ဖို့အတွက်တပည့်လောကရဲ့ထိပ်တန်းမင်းသားကြီးတွေဖြစ်တဲ့တင်မောင်ဆန်းမင်းဝင်စွမ်းစာနီဆိုင်ရီမိုးစတဲ့မင်းသားတွေအပြင်ပြည်သက်တွေရဲ့ချစ်တော်ကြားလေးစိန်အစရှိတဲ့မင်းသမီးတွေလည်းပါဝင်သွားအောင်ပါဒါကြောင့်တပင်ကိုချစ်မြတ်နိုးတဲ့ပြည်သက်တွေအတွက်လက်မလွတ်တမ်းကြည့်ရှုရမယ့်သတင်းကောင်းလေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ကိုယ်တိုင်ကသွားကြည့်ဖို့အဆင်သင့်မဲ့လားဆိုတာပြပြခဲ့ပါဦးနော်နောက်ထပ်လည်းအနုပညာသတင်းဥတွေကိုသိချင်နေဆိုရင်တော့ကျမတို့ရဲ့ The Update မြန်မာ Channel လေးကို Like and Follow လေးလုပ်ပေးခဲ့ကြဖို့ပြောချင်ပါတယ်ရှင်